guys ဒီမှာတော့ဖုန်းဖောက်ပါမယ်ဝေထားတော့ကြာနေပြီဒီလိုကပါလေဝေထားပါတယ်ဒီမှာဖုန်းလေးဖွင့်ရော့ကန်နာတစ်ချက်ဘာဖုန်းလေးလေဘာရောင်လေးလေပြလိုက်ပါတော့ပြလိုက်ပါတော့အနောက်တဲ့ပြလိုက်ပါတော့ဝါးပြရောင်လေးပါထားပါရဲ့တော်တော်ကောင်းနေဒါလေးကတော်တော်ကောင်းပါလေဒါလေးခဏထားတယ်ဒါမဲ့ဘလောက်ဆွဆွလေးပါတယ်ဟိုအရင်ဗီဒီယိုတင်ထားတော့ပဲလေဘလောက်ဆွဆွမလေးအိတ်ဖုံးကြတော့ဒီမှာပါစာပလာလေးခဲ့တာဒါလေးကနောက်မှာဒါဝေထားတာကြာပြီအခုပြန်ဖောက်ပြတာပါပြန်ထည့်ပြီးပြန်ဖောက်ပြတာဒါကာမရာမှာသူတို့ပုံစံရှိပြီမဲ့ဒါပေမဲ့အဲ့ဒါကသူတို့ပုံစံဖြစ်ပေမဲ့အထဲမှာတော့ဖုံးမျိုးရှိတာကြောင့်အားကြောင့်လို့ဖြစ်ပါတယ်ဘာဒီမှာဝေထားကြာပြီဆိုတော့ခဏနော်ဖုံးလို့လည်းဖွင့်နိုင်ဖုံးလို့လည်းဖွင့်နိုင်ဘူးခဏနေပါဒီမှာပါဒီလိုပုံစံနဲ့အားလုံး拜拜